ဒီအပင်ဟာအာရှတိုက်ရဲ့မိုးသစ်တော်တွေထဲမှာတွေ့ရှိရတတ်တဲ့ထူးဆန်းတဲ့အပင်တစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့စိမ့်ဆိုနေတဲ့အရွက်တွေကြားမှာတောက်ပပြီးဖြူဖွေးနေတဲ့အဆီတွေရှိနေတာပဲဖြစ်ပါတယ်။ဒီအဆီတွေဟာအပူချိန်အနည်းငယ်နဲ့ထိတွေ့လိုက်တာနဲ့ရုတ်တရက်မီးတောက်တွေထွက်ပေါ်လာနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိနေပါတယ်။ဒီအပင်ရဲ့ဖြူဖွေးနေတဲ့အဆီတွေပေါ်မှာကာဒိုလို့ခေါ်တဲ့တဘာဝအဆီတစ်မျိုးဖုံးလွှမ်းနေပြီးအဲ့ဒီအဆီဟာမီးလောင်လွှဲတဲ့ဓာတ်သတ္တုတွေအလွန်ကျွယ်ဝပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကတော့သူ့ရဲ့အဆီတွေဟာမီးချက်ဆန်လိုအပူမျိုးနဲ့ထိတွေ့လိုက်တာနဲ့ဓာတ်တိုးဆန့်ကျင်မှုဖြစ်စဉ်ကြောင့်အလိုအလျောက်တောက်လောင်သွားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒါဟာတရိษံတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်တဘာဝတရားကပေးထားတဲ့ခုခံမှုစွမ်းရည်တစ်ခုလိုယူဆကြပါတယ်။ဒီအပင်ရဲ့အစိတ်အပိုင်းတချို့ကိုတိုင်းရင်းစီးပညာမှာအသုံးပြုကြပြီးမြဲသူ့ရဲ့အစည်းနဲ့အစီတွေဟာပြင်းထန်တဲ့အစိတ်အတောက်တွေဖြစ်တာကြောင့်ကင်တွယ်တဲ့အခါမှာအထူးသတိထားဖို့လိုအပ်ပါတယ်ရှင်။